ခမရကိုကျွန်တော်ချစ်တယ်ကျွန်တော်ဟာခမရအတွက်တခါမှနားမထောင်ဘူးသေးတော့တခြင်းတစ်ပုတ်ဖြစ်တယ်ခမရမဖတ်ရသေးတော့စာမျက်နှာလေးတစ်ခုဒါမှမဟုတ်စာအုပ်လေးတစ်အုပ်ပေါ့ကွယ်ဖွင့်ကြည့်လိုက်ပါမနေ့ပြန်ဘာတွေကိုပဲထုတ်ပိုးလာပါခမရကျွန်တော်လက်ကိုဖမ်းဆုပ်လိုက်ပျော်ရွှင်ခြင်းဟာခမရနှိပ်တိုင်းပေါက်တယ်လက်ကီးဒရောလေးဖြစ်ကျွန်တော်ဟာရင်ဘက်ကိုဖိတိုင်းအိုင်လက်ပြီလို့អော်တယ်ဝတ်ဝရုပ်လေးပေါ့ဒါပေမဲ့ခမရလက်နဲ့ဖိမှပင်လေကြည့်စီခီးထွက်ပါတောင်နဲ့နေဘောကလေးနည်းအေးကိုရှူချိုက်ပါဒဏ်ရာမပါတော့အချစ်တခြင်းတွေနားထောင်ပါပြီးတော့ကျွန်တော်ကိုချစ်နေလို့ပါခမရဘာအသက်ဆောင်စီမှမမီဝဲပဲအသက်ရှင်မဲ့အကြောင်းတရားပေါ့ကျွန်တော်အသက်ရှင်ရခြင်းရဲ့အကြောင်းတရားကတော့ခမရပါပြီးတော့ခမရနောက်ပြီးတော့ခမရပဲပေါ့ကျွန်တော်မြုပ်ဝန်းတွေကခမရကိုခမရပြန်ရှာတွေ့ပါစေခမရကိုခမရကြပြောက်သွားတယ်လို့ခံစားရတဲ့အခါကျွန်တော်ဝဲပဲညင်မှလာရှာပါအဖြူရောင်တွေကိုယုံကြည်ပါတဘာဝတရားကိုမျက်နှိုးပါထို့အတူကျွန်တော်ကိုလည်းဗုဒ္ဓကပြောတယ်အကြောင်းရှိလို့အကျိုးဖြစ်တယ်အကြောင်းမရှိတော့အကျိုးတရားတစ်ခုကိုရှာပါပြီးရင်ကျွန်တော်မျက်ဝန်းတွေကိုစိုက်ကြည့်ပါကျွန်တော်ကြပြခေါင်းစဉ်ကိုပြန်ဖတ်ပါ